အားလုံးပဲမင်္ဂလာပါဒီတစ်ခါတော့2017ကထွက်ရှိထားတဲ့ Wow House ဆိုတဲ့ဇာတ်လမ်းလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုတော့ရွာဒီမှာမြင်းတွေကိုလေးလံတဲ့ရောင်ချတာကနေစထားပါတယ်အဲ့ဒီမှာတောင်းတော့ဆိုတဲ့အဖိုးကြီးတူကလည်းမြင်းဝဲကိုရောက်ရှိနေပါတယ်တခါတော့ဂျိုဝီလေးကိုမြင်မြင်ချင်းပဲသဘောကျပြီးရအောင်ဝဲကိုဆုံးဖြတ်လိုက်တယ်သူတငယ်ချင်းကတော့လေတုံတက်တဲ့မြင်းမကြိုက်ပဲစင်မြင်းတစ်ကောင်ကိုသဘောကျလို့အပြစ်တင်ပြောဆိုနေခဲ့ပါတယ်ဒီမြင်းကိုမဝဲပါနဲ့တခြားမြင်းကိုဝဲပါဒီမြင်းကလေထုံလို့မရဘူးဒီမြင်းကစင်မြင်းပါဆိုပြီးမြတ်တက်ကတော့စင်မြင်းလေးကိုပဲသဘောကျနေခဲ့ပါတယ်တက်ကတော့ဒီမြင်းကိုရဖို့သူ့ရဲ့မြေရှင်နဲ့အပြိုင်ဈေးအကောင်ဆုံးပေးကရအောင်ယူနိုင်ခဲ့ပါတယ်အဲ့ဒီမြင်းလေးနာမည်ကတော့ဂျိုဝီပဲဖြစ်ပါတယ်ဂျိုဝီဆိုတဲ့မြင်းလေးကိုဈေးအကောင်ဆုံးပေးကအိမ်ပြန်ခေါ်လာခဲ့ပြီမယ်သူ့ရဲ့အမျိုးသမီးဖြစ်သူကဂျိုဝီကိုကြည့်ပြီးစိတ်ပြတ်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဂျိုဝီကလေထွန်တက်တဲ့မြင်းမဟုတ်ပဲစစ်သုံးမြင်းဖြစ်နေလို့ပါပဲ။ဂျိုဝီကိုပြန်ဖို့ပြန်ရောင်းဖို့သူ့မျိုးသားကိုပြောပြီးမယ်။တက်ကတော့လက်မခံခဲ့ပါဘူး။တက်ရဲ့သားဖြစ်သူအဲဘက်ကတော့သဘောကျနေခဲ့ပါတယ်။တက်ရဲ့စိတ်ထဲမှာဒီမြင်းကသူတို့ဘဝကိုအလဲအပြောင်းတစ်ခုဖြစ်စေမယ်လို့ယုံကြည်နေခဲ့ပါတယ်။တဲ့ရဲ့စနီးဖြစ်သူကဒီမြင်းကိုဈေးထဲမှာပြန်လဲရောင်းချဖို့အတန်တန်ပြောဆိုခဲ့ပြီးမြဲသားဖြစ်သူအဲလ်ဘတ်ကသူရအောင်လေ့ကျင့်မယ်လို့ပြောတာကြောင့်နောက်ဆုံးမှာတော့ဂျိုဝီလေးကအဲလ်ဘတ်တို့အိမ်မှာရောက်ရှိသွားခဲ့ပါတယ်တက်ကတော့သူကြိုက်တဲ့မြင်းကိုရလို့ပြောချင်နေပြီမြဲစနီးဖြစ်သူကတော့စိတ်ထဲမှာဘဝင်မချဖြစ်နေတော့မှာဘာလို့လဲဆိုတော့ဂျိုဝီကလေယာထွန်ရက်တက်တဲ့မြင်းတစ်ကောင်မဟုတ်ပဲစစ်သုံးမြင်းဖြစ်နေလို့ပါပဲအဲလ်ဘတ်လက်ထဲရောက်တော့ဂျိုဝီလေးကိုလမ်းလျှောက်နေရက်နေစတင်ပေးခဲ့ပါတယ်နောက်ဆုံးမှာတော့ဂျိုဝီလေးကရာထွန်တက်တဲ့မြင်းတစ်ကောင်အဖြစ်လေ့ကျင့်လို့ရသွားခဲ့ပါတယ်ဂျိုဝီနဲ့အတူတောင်ကုန်းပေါ်မှာစတင်ထွန်ရက်ပြီးသီးနှံများစိုက်ပျိုးအောင်မြင်လာခဲ့ပါတယ်ဒီနေ့မှာတော့ရာသီဥတုတန်ကြောင့်အဲလ်ဘတ်တို့စိုက်ပျိုးထားသမျှသီးနှံတွေအားလုံးပျက်စီးသွားခဲ့တယ်အသီးနှံတွေပျက်စီးတော့မြေချင်းကိုပေးဖို့အကျွေးတွေဖြည့်ချင်းဖို့ဂျိုဝီကိုသာရောင်းဖို့တက်တို့စနီးမောင်နှံကဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲပထမကမ္ဘာစစ်ကစဖြစ်ခဲ့ပါတယ်ပထမကမ္ဘာစစ်စဖြစ်တော့ဗြိတိရှတပ်တွေကမြင်းတွေဝယ်ဖို့ဈေးထဲမှာရောက်ရှိနေခဲ့တယ်တက်ကသူမြင်းကိုကပတိန်နီကိုလက်စီမှာရောင်းခဲ့လိုက်တယ်အဲ့ဒါကိုအဲလ်ဘတ်တီတော့သူမြင်းကိုမခွဲနိုင်လို့သူ့ကိုပါစစ်တဲခေါ်သွားဖို့ပြောပြီးမြဲအဲလ်ဘတ်က18နှစ်မပြည့်သေးတာကြောင့်စစ်တဲလိုက်ပါခွင့်မရခဲ့ပါဘူးဒုတိယသခင်ဖြစ်တဲ့ကပတိန်နီကိုလက်စီမှာလည်းဂျိုဝီကကြာရှည်စွာမနေခဲ့ရပါဘူးအကြောင်းကတော့ဂျာမန်တပ်တွေရဲ့လက်ကွက်တစ်ခုတည်းကိုဗြိတိရှတပ်တွေကစစ်ကြုံသွားခဲ့လို့ပါပဲကပတိန်နီကိုလက်ဖွဲ့ကြဆုံးပြီးတော့ဂျိုဝီကဂျာမန်တပ်ရဲ့လက်ထဲကိုရောက်ရှိသွားခဲ့ပါတယ်နောက်ဆုံးမှာတော့စစ်ကြီးပြီးတဲ့အခါသူ့ရဲ့မူလသခင်အဲလ်ဘတ်စီကိုဂျိုဝီကဘယ်လိုပြန်ရောက်သွားလဲဆိုတာကိုကြည့်ရှုရင်လူနဲ့လိမ့်ဆန်ကြားကရှင်းရှင်းပြတာကိုရိုက်ကူးထားတဲ့ဇလန်းကောင်းလေးကိုမိတ်ဆွေတို့ဖော်ပြလိုက်ပါတယ်ဒီဇလန်းလေးကိုသဘောကျတဲ့ဆိုရင်တော့ကျွန်တော် comment မှာ Telegram link လေးချပေးထားပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်အားလုံးပဲကျေးဇူးတင်